ဒီနေ့ကြတဲ့ပြည်သူများအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Weekend Warriors ပွဲနဲ့သူရဲ့ကောင်းများပွဲကြိုသုံးသက်ချက်အတိုင်းလွှင့်မှုစီစဉ်ကနေဒီနေ့တော့အားလုံးကိုကြိုဆိုလိုက်ပါရခင်ဗျာ Nice နဲ့ Angus တို့ရဲ့ပွဲစဉ်ကိုကျွန်တော်တို့ Weekend Warrior ညီကို3ယောက်ကဆွေးနွေးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာတည်တမှတ်လောက်တော့ Angus ကသူ့ရဲ့အစုဖွဲ့သူ့ရဲ့လုံအားနှုံးဒီခံစစ်ကြည့်လင့်မှုတွေနဲ့ယူနိုင်စွမ်းပြန်ရှိတယ်လို့တည်ပွဲလို့အကူမြင်တဲ့အတွက်ကြောင့် Angus ကိုပဲယူချင်ပါတယ်ဟုတ်ကဲ့ပါကိုနိုင်နေရောဘယ်ဘက်မှာနေမလဲဒီပွဲမှာမနိုင်ရင်အသင်းပြည်သက်တွေကဘတ်စကားမှမဟုတ်တော့အသင်းကွင်းမှာမီးရှို့လောက်တယ်ဆိုတော့ဒီအတိနဲ့တကယ်ရမှာဖြစ်တဲ့အတွက်ကိုကတော့ nice ဖြစ်တယ်ဟုတ်ကဲ့ပါနေရောက်ကြီးကတစ်ဖက်မြတ်တက်တာလေဆိုတော့ကျွန်တော်ကတော့အန်ကားဆိုပါပဲသွားပါမယ်ဖြည့်စွမ်းစိုးနေတဲ့အတင်းကစိုးမှာပဲဆိုတော့ရှင်နေသွားဆိုတော့ကျွန်တော် nice ကိုမယုံဘူးအန်ကားအနည်းဆုံးတော့မရှုံးတော့ဘူးလို့ထင်တယ်ပေါ့လေဆိုတော့ကျွန်တော်တို့တစ်ဖက် warriors တွေဘာတွေရွေးထားကျွန်တော်ထပ်ပြီးတော့ကြည့်လိုက်အောင်ကိုထွန်းတုံးက Angus ပါပါကြီးတော့ကိုထွန်း Angus ဒါကိုကောက nice ကိုကောဆိုတော့ nice ပါ nice ကိုဗန်ဝေးဟန်က nice ကိုထွန်းက sorry Angus နော်ကိုသူမှားသွားတာကိုကုန်းကိုထွန်းနဲ့မှားသွားအဲ့ဒါဆိုတော့ရထိတ်ချလို့ရတယ်ပေါ့တော့ဟောညီမလေးအိမ်တာလေးကလည်း nice ဟိုကိုတရားဆိုလည်း nice ဟုတ် nice အကုန်လုံးကိုဗန်လေးကခုနကပါ nice အိုးအဲ့ရှင်လည်းဖြစ်တော့9ယောက်3ယောက်ဖြစ်ပါတယ်။ series ပွဲစဉ်14ဖြစ်လာစီယိုအသင်းနဲ့ဘောလုံးနာအသင်းတို့ရဲ့ပွဲစဉ်ကိုကျွန်တော် Weekend Warrior ညီကို3ယောက်ကဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။လာစီယိုရဲ့ front 3နဲ့ဘောလုံးနာရဲ့ဒီတိုက်စစ်က3-4ယောက်နဲ့အားပြန်ရမယ် fat 4နဲ့ fat ဒီ front 3နဲ့အားပြန်ရမယ်ပွဲတကယ်ကြည့်ကောင်းမယ်ပွဲဒါပေမဲ့အကိုကတော့အဝေးကွင်းကဘောလုံးနာကိုအရေးစွန့်ပြီးတော့ရွေးကျင်တယ်ဘောလုံးနာဒီမှာထပ်ပြီးတော့မနိုင်ရင်တော့မရှုံးတော့ဘူးလို့ခံစားလို့ဘောလုံးနာကိုပဲရွေးကျင်။ Okay ပါဆိုတော့လာစီယိုကောင်းတာပြောပြီးတော့ဘောလုံးနာကိုရွေးသွားတယ်။ခုနိုင်လင်းအောင်ဘယ်ဘက်ရွေးမလဲအခုဒီပွဲလဲဒါလာစီကအင်ဝင်းကောင်းတယ်ပြီးတော့ဘောလုံးနာဒီဂျားရဲ့ယူပါလီပွဲရှိနေတာပေါ့အခုကတော့တပွဲလုံးအတိုင်းတာဒီလာစီကတော့ဒီနောက်ဆုံးပြန်မြောက်မနိုင်တော့မရှုံးအောင်ကန်သွားနိုင်မယ့်အခြေအနေရှိတဲ့အတွက်အများကြီးမှာတော့အခုလာစီကိုပတ်သက်ရဖြစ်နေပါတယ်ဟုတ်ကဲ့ပါဆိုတော့အင်ကွင်းမှာပဲကြီးဘယ်လိုပဲဖြစ်လာစီကိုရွေးတင်တယ်လို့တော့ထင်တယ်ဗောလေဒါပေမဲ့လည်းနှလုံးသားဘောလုံးနာကိုပို့ပြီးတော့သဘောကျနေတော့ဘောလုံးနာပဲကျွန်တော်ရွေးလိုက်တယ်ဆိုတော့ဒါတော့တဲတယ်ဆိုတော့ထင်တဲ့အတိုင်းပဲညီမလေးအိမ်တာလေးဆိုတာလာစီကိုကြာပြီကိုထုံးရတယ်လာစီကိုအဲ့ဒါအိမ်ရှင်လည်းဖြစ်တာဟုတ်လေကိုကောအဓိကရေးကြည့်ရတာလာစီကိုပဲသိရကိုဗန်လေးရတယ်လာစီကိုပဲကဲကိုတီဟာကိုတီဟာဆိုလာစီကိုပါပဲကဲကျန်ပါပြီကဲကိုချင်းကျွန်တော်2ယောက်ရောက်သေးအားနဲ့ပြန်ဖိုက်မှာနည်းနည်းတော့အားတော့ငေတာပေါ့ပြီးခဲ့တဲ့ရှေ့ကလီဂူ1ပွဲစဉ်ရောလက်ရှိတော့ series ပွဲစဉ်ကိုအားလုံးဒါကျင်းနေလိမ့်မယ်လို့ပြောလိုက်ပါတယ်လာမယ့်တစ်ပတ်မှာပြန်ပြီးတော့ဆုံနေကြပါမယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာပြန်ွယ်တိုင်းကိုလေးစားအနိုင်ယူတဲ့တေးကောင်းများ